မင်္ဂလာပါကျွန်တော်ရဲ့ theory style ပါ YouTube channel နေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နှစ်ကုန်ကနီးဖြစ်တဲ့တော့ဒီမွေးခွန်းတွေကိုပဲကျွန်တော်အားဆိုင်ပြီးတော့ကျွန်တော်ပြပေးချင်ပါတယ်2015ခုနှစ်လောက်ကလေးကပြီးခဲ့တယ်ပေါ့မွေးခွန်းရဲ့နေ့ပေါ့ဗျာဟုတ်ကဲ့ချက်ကြည့်အောင်ဗျာ2015ခုနှစ်မှာဒီထိပ်စီးတုံးလုံးပေါင်းခြင်းပရိတ်ကအဲ့နှစ်ထဲမှာဘူးခွာနေပြန်ချပေးရမယ်ထိပ်စီးတုံးလုံးပေါင်းခြင်းပရိတ်ဆိုခြင်းကြောင့်3 5 8 3 5ဆိုတော့8 8ဆိုတော့16 6ဆိုတော့6ပရိတ်6ပရိတ်ကဒီနှစ်ထဲမှာပဲဘူးခွာနေဘူးခွာ6ပရိတ်ပြန်ချပေးရမယ်ဗျာဒီမှာအဲ့နှစ်ထဲမှာပဲ2015ခုနှစ်ထဲမှာပဲဒီမှာ466ဆိုပြီးတော့ဒါအဘူးခွာ6ပရိတ်မှာ466မှာ6ပရိတ်ချပေးခဲ့တယ်သူကတော့10ခွက်ဆိုင်ပေါ့ဗျာဒီကတော့10ခွက်ဆိုင်ဆိုတော့ဒီမှာကျွန်တော်ဒီဂျိန်က2015ပေါ့2015မှာဒါ6ပရိတ်6ပရိတ်ကိုအဘူးခွာနေချပေးမယ်ဆိုတော့ဒီမှာ10ခွက်ဆိုင်ကသူကတော့3.6ရှိမယ်6ပရိတ်ဆိုခြင်းကြောင့်ဒီမှာ3.114ရှိမယ်ဒီမှာ2ထွိုင်းရှိမယ်3.3ရှိမယ်44 8ဆိုတော့ဒီမှာ8ရှိမယ်44 8ရှိမယ်ဒီမှာ956ရှိမယ်ဒီမှာ664ရှိမယ်ခွန်2ရှိမယ်88 3ရှိမယ်998ရှိမယ်ဒီထဲမှာဘူးခွာဆိုင်ဖြစ်တဲ့အတွက်ဒီထဲမှာ66ပေါ့466ဆိုတဲ့ကဏ္ဍဒါချပြီးကြတယ်ပေါ့10ခွက်ဆိုင်ပုံစံမဟုတ်ဘူးကတော့ဒါ2015ခုနှစ်ကပေါ့6ပရိတ်မှာထိပ်သီးတုံးလုံးပေါင်းခြင်းပရိတ်ဆိုရင်3 5 8ပေါင်းခြင်းပရိတ်က6ဆိုရင်6ပရိတ်6ပရိတ်အဘူးခွာဒီနှစ်ထဲမှာအဲ့ဒီနှစ်ထဲမှာ2015ခုနှစ်မှာပြန်ချပေးမှာပေါ့ချပေးခဲ့တယ်မှာ664 466ဆိုပြီးတော့ဒါချပေးခဲ့တယ်ပေါ့ဗျာဆိုတော့ဒါ2015ခုနှစ်ပေါ့ဗျာ2015ခုနှစ်ပြီးတော့2016ခုနှစ်မှာထိပ်စီးတုံးပေါင်းခြင်းက3 8 3ဆိုခြင်းကြောင့်ဒီမှာ4ပရိတ်ပေါ့3 8ဆိုမှာ17 3ဆိုတော့4ပရိတ်အဘူးခွာ4ပရိတ်ဘူးခွာကဒီ2016ခုနှစ်မှာ3.4ဆိုပြီးတော့ချပေးခဲ့တယ်3.4ဒီမှာ4ပရိတ်အဘူးခွာပေါ့မှာဒါချပေးခဲ့ပြီညောင်ချိန်တိတ်မရလို့10ခွက်ဆိုင်ကိုတော့ဒီတန်ရေးမပြတော့ပါဘူးဒါပထမ2015ကျင်းတော့လည်းကျွန်တော်ပြပေးတာဆိုတော့လုပ်ကြည့်လို့ရပါတယ်သိမှာပါအဲ့လောက်လဲမွေးလောက်လို့ထင်တာပါပဲဒါ2016ခုနှစ်2019ခုနှစ်မှာထိပ်စီးတုံးလုံးပေါင်းခြင်းက16ဒီဆိုရင်ကြောင်း10ပရိတ်အဘူးခွာက2018ခုနှစ်2019ခုနှစ် sorry 2019ခုနှစ်ကဒီမှာ10ပရိတ်ဘူးခွာဒီမှာ124ဆိုပြီးမှချပေးခဲ့တယ်ဒါက2018ခုနှစ်မှာလည်းထိပ်စီးတုံးလုံးပေါင်းခြင်းက16ရဲ့9ရဲ့ဆိုတော့5ဆိုတော့5ပရိတ်အဘူးခွာဒီနေ့ထဲမှာချပြန်ပါဗျာ5ပရိတ်ဘူးခွာကโอเคဒီမှာတုံး1ဆိုပြီးတော့ဒီမှာ5ပရိတ်အဘူးခွာချပေးခဲ့တယ်ဗျာဒါ2019ခုနှစ်မှာတုံညရဲ့1ရဲ့8ရဲ့ပေါင်းခြင်းဆိုရင်ကြောင့်ဒီမှာ9ပရိတ်ပေါ့9ပရိတ်အဘူးခွာ9ပရိတ်အဘူးခွာကโอเคဒီမှာ388ဆိုပြီးတော့ဒီမှာချပေးခဲ့တယ်388 9ပရိတ်အဘူးခွာချပေးခဲ့တယ်ဒါက2020ခုနှစ်မှာခွန်2 4ဆိုခြင်းကြောင့်ခွန်2ဆိုတော့9 4ဆိုတော့3ပရိတ်ပေါ့3ပရိတ်အဘူးခွာဒီထဲမှာ3ပရိတ်အဘူးခွာโอเคဒီမှာ661ဆိုပြီးတော့ဒီမှာချပေးခဲ့တယ်661မှာ3ပရိတ်အဘူးခွာဒီမှာချပေးခဲ့ပြီ2021ခုနှစ်ပေါ့ဗျာ2021ခုနှစ်မှာလည်း39 336ဆိုရင်ကြောင့်
မှာနှစ်ပရိတ်ကိုနှစ်ပရိတ်ဘူးခွဒီနေ့ထဲမှာနှစ်ပရိတ်ဘူးခွမှာခွန်8ခွန်ဆိုပြီးတော့မှာချပေးခဲ့တယ်ဗျာခွန်8ခွန်နှစ်ပရိတ်ဆိုတော့တခါနောက်တစ်နှစ်2022ခုနှစ်မှာထိပ်စီးတုံးလုံးပေါင်းခြင်းက1 3 5ဆိုရင်ကြောင်း9ပရိတ်အဘူးအခွ9ပရိတ်ဘူးခွကဒီမှာ919ဆိုပြီးဒီမှာချပေးခဲ့တယ်ဗျာခါ2023ခုနှစ်မှာလဲ944ဆိုရင်ကြောင်းဒါတုံးပရိတ်ပေါ့ဗျာတုံးပရိတ်ဒီနှစ်ထက်မှာတုံးပရိတ်အဘူးခွချပေးရမယ်2023ခုနှစ်မှာတုံးပရိတ်အဘူးခွကဒီမှာ944ဆိုပြီးတော့ဒီမှာနောက်ဆုံးအချိန်အပိတ်ဒါချပေးခဲ့တယ်ပေါ့ဗျာဘူးခွအနေနဲ့ချပေးခဲ့တယ်တခါ2024ခုနှစ်မှာထိပ်စီးတုံးလုံးပေါင်းခြင်းက933ဆိုရင်ကြောင်းဒီမှာနှစ်ပရိတ်အဘူးခွကဒီနှစ်ထဲမှာ636ဆိုပြီးတော့ဒီမှာချပေးခဲ့ပြီဒါ2015ခုနှစ်ကနေပြီးတော့2024ခုနှစ်ထိပေးခဲ့တဲ့ဒါမွေးခွန် site ပေါ့ဗျာဒီ2025မှာလေဒါပေးနိုင်ကြီးကအားများလို့မကြောက်အချိန်ရတဲ့အနည်းပဲကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်ဒီ2025ခုနှစ်မှာခွန်3ဆိုရင်ကြောင်းခွန်ပရိတ်အဘူးခွဆိုတော့ဒါလဲ10 website ပေါ့ဗျာခွန်ပရိတ်အဘူးခွဒီနေ့ထဲမှာတခါမှမကြဘူးဗျာအဘူးခွရရှိတယ်နှစ်ခွန်ရှိတယ်388ရှိတယ်ဒီမှာ646ရှိတယ်ခွန်ပရိတ်မဟုတ်သေးပါဘူးဒီမှာလဲ696ရှိတယ်ဒါခွန်ပရိတ်မဟုတ်ခွန်ပရိတ်ကဒီနှစ်ထဲမှာမကြသေးဘူးဗျာမကြသေးတဲ့တော့ခွန်ပရိတ်နဲ့အဘူးခွဆိုရင်ကြောင့်2025မှာခွန်ပရိတ်နဲ့ဘူးခွဆိုရင်ကြောင့်တုံညာခွန်ပေါ့1 5 2 3 9 လေးရှိဆိုတော့9ပေါ့ခွန်ပရိတ်ဆိုရင်ကြောင့်55ခွန်665ခွန်3 881 9 try ဆိုတော့ကျွန်တော်တို့ဒီ2025ခုနှစ်မှာခွန်3ဆိုရင်ကြောင့်ခွန်ပရိတ်အဘူးခွဆိုရင်ကြောင့်ဒါ10ခွက်ဆိုင်ရတယ်ဗျာ10ခွက်ဆိုင်ထဲကမှာကျွန်တော်ဒီတစ်ချိန်အတွက်ကျွန်တော်800ဖိုင်မှာပထမဆုံးဖိုင်မှာတင်ပေးထားတာရှိပါတယ်ဒီမှာတွားကြည့်ပြီးလို့ရပါတယ်ကျွန်တော်881မွေးခွန်ကြီးကျွန်တော်ဒီချိန်မှာအန်ကိုက်ကြနေလို့မကြောက်တန်းတဲတကွက်ရနေလို့မကြောက်ကျွန်တော်တင်ပေးထားတာရှိပါတယ်မိတ်ဆွေတို့တွားကြည့်လို့ရပါတယ်881ကျွန်တော်ဒီဖိုင်နဲ့ပဲပြထားတာဒီကျွတ်နဲ့ဒီစာရွက်နဲ့ပဲပြထားတာဒီမှာ881ဖြတ်တော့ဖြတ်ကြတယ်အောင်881ဆိုပြီးတော့တကွက်ရထားတာရှိပါတယ်အဲ့ဒီကွန်လေးလည်းတွားကြည့်လိုက်လို့ရပါတယ်ဒီကွန်ကတော့ပင်ရလဲပင်ရှည်ဖြစ်တဲ့အတွက်ပြရတယ်တွေဆရာတော်များပြခဲ့ပြီးဖြစ်ပါတယ်ပြခဲ့ပြီးဖြစ်တော့လဲကျွန်တော်ရဲ့ဒီမှာ881ဒီမွေးခွန်းလေးနဲ့လည်းညှိနေလို့မကြောက်ကျွန်တော်ပြန်ပြပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဒီတစ်ဘက်ကတော့ဒီကွက်ကတော့တော်တော်ကြိုက်တယ်ဗျာတော်တော်လေးကြိုက်တယ်ပါတယ်881ကိုကျွန်တော်အဘူးလုံညရှည်ဘူးနဲ့လည်းပြထားတဲ့ကွန်လေးတစ်ခုရှိပါတယ်မွေးခွန်းလေးတစ်ခုရှိပါတယ်အဲ့ဒါလေးလည်းတင်ထားတာရှိပါတယ်ဒီလုံညခွန်နဲ့လုံည881နဲ့တော့ကျွန်တော်တော်တော်ကြိုက်တယ်ပါပါတယ်ဒါ20ကြိမ်အတွက်ပေါ့ဗျာ20ကြိမ်အတွက်ဒီတစ်ချိန်မှာကန်ဆိုးလို့မချပေးခဲ့ဘူးဆိုရင်လည်းကျွန်တော်တို့နောက်လာမယ့်ကြိမ်တွေပေါ့လာမယ့်ကြိမ်တွေမှာလည်းဒီ site လေးကျွန်တော်ပြထားတဲ့ပုံစံလေးနဲ့ဒါဒီ10ခွက် site လေးတော့ဒါနှစ်ကုန်ထိမွေးသွားစေချင်ပါတယ်ဒီတော်လေးကြိုက်မိလို့ကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်ပင်ရလဲပင်ရှည်လဲပေးနိုင်အားလဲများလို့မကြောက်ပြပေးခြင်းဖြစ်ပါတယ်
မိတ်ဆွေတို့ကံကောင်းကြပါသေးဗျာကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးကျေးဇူးပါဗျာကံကောင်းကြပါစေ